Okay ဆိုတော့ကျွန်တော် grade 11တက်နေတဲ့အကြောင်းသားတူပါနောက်နေ့ grade 12ဆက်တက်တင်လား IGCSE ကြီးပြောင်းတင်လားကြံပေးပါအောင်ဆရာအခု grade 11တက်နေရပြီးတော့မယ်ဆိုရင်တော့ grade 12ထိပဲပြီးအောင်တက်လိုက်တော့ဗောနော်ဘာဖြစ်လို့အခုချိန်တော့မှ curriculum အသစ်ဖြစ်တဲ့ဒီ IGCSE ကြီးတို့ပြောင်းပါတယ်ဗောနော်ဘာလို့လဲဆိုတော့ပြောင်းလိုက်မယ်ဆိုရင်ကိုမသိရဲ့ problem ကြီးအများကြီးကြုံတွေ့နိုင်တယ်ဗောနော်ဥပမာ IGCSE ဆိုရင် duration ကပို့ပြီးတော့ကြာသွားမယ်ဗောနော်2ဆလောက်ဖြစ်သွားမယ် GE ဆိုလဲ curriculum တွေပြောင်းသွားတော့ကိုယ့်အတွက်adjust လုပ်ရတယ်အခက်အခဲမှုတွေရှိသွားနိုင်တယ်ဆိုတော့ grade 11ထိတယ်အခုတက်နေတယ်စာရင်လည်းကြည်တယ်ဒါဆိုတော့ grade 12ထိပဲပြီးအောင်တက်လိုက်ပါအဲ့လိုမှမဟုတ်ဘဲနဲ့ကိုကသွားခြင်းတဲ့ university မျိုးရှိတယ်ဆိုရင်တော့ဒီ university ကဘာနဲ့လက်ခံလဲမေးကြည့်ပါနော်မေးကြည့်ပြီးတော့သူတို့လက်ခံတဲ့တခုကိုပြောင်းတက်တာတော့ပို့ပြီးတော့အကောင်းတဲ့ရွေးချယ်မှုတစ်ခုပါနော်ဒါပေမဲ့အဲ့လိုမျိုးမရှိဘူး grade 12ပြီးသွားလို့ရှိရင်ရတဲ့တခုပဲတက်နိုင်တဲ့ budget နဲ့ကို plan နဲ့အကောင်းဆုံးဖြစ်တဲ့ university တခုတက်မယ်ဆိုတော့အခု grade 11ထိတက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ grade 12ထိပဲဆက်တက်စေချင်တယ်ဆိုတော့တော်တော်များများ IGCSE ကြီးကြီးပြောင်းနေရတယ်ရှိတယ်ဒါပေမဲ့သူများတွေလိုက်ပြောင်းလို့ပြောင်းတာမျိုးမဖြစ်စေချင်ဘူးကိုပြောင်းရတဲ့ရည်ရွယ်ချက်ကကိုယ့်အတွက်လုံးဝ reason ကောင်းကောင်းတစ်ခုရှိရဆိုမှပြောင်းနေတယ်အဲ့တော့ဒီနေရာမှာ GE တွေ grade 12နဲ့ IGCSE တွေကိုမရှင်းညွန်းဘာဖြစ်လို့လဲဆိုတော့ grade GE တွေကလည်းသူ့ US ကပညာရေးတစ်ခုဖြစ်တယ် grade 12ကလည်းမြန်မာနိုင်ငံပညာရေးတစ်ခုဖြစ်တယ် IGCSE ကလည်း UK ကပညာရေးတစ်ခုဖြစ်တယ်ဆိုတော့ဒီမှာပါလိုက် content တွေကအရင်mostly တူတယ်ဆိုတော့တစ်မျိုးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးလည်းမတူ subject selection ကလည်းအများကွာနေတာဖြစ်တဲ့ကြောင့်မလို့ဒီမှာတော့ဘယ်ဟာကောင်းတယ်ဘယ်ဟာဆိုးတယ်တော့မပြောချင်တော့ဒါပေမဲ့ကိုယ့်အတွက်အကောင်းဆုံးသော benefit ပေါ့နော်အကောင်းဆုံးသော supporting ပေးနိုင်မဲ့တစ်ခုပဲရွေးပါသူများလိုက်ပြောင်းလို့ပြီးရမျိုးတော့မဖြစ်စေချင်ဘူးဘာလို့လဲဆိုတော့ IGCSE တက်ပြီးတော့ IGCSE ရဲ့ benefit ဆိုအသုံးမချရဲ့အကြောင်းအကြောင်းတွေရှိသလို GE တွေကအချိန်တိုရင်းတက်လို့ရတက်ဖို့အတွက်ထုတ်ထားပြီး examination ပြီးပြတနေ့ခွဲ2နှစ်လောက်ချိန်ပြီးတက်နေရလူတွေရှိတယ်ဒါကမသိလို့တက်တာလည်းဖြစ်နိုင်တယ်လို့ကိုပြောပြပေးမယ်လို့မရှိတော့တက်မျိုးတွေဖြစ်နိုင်တယ်ဒါပေမဲ့အခုကကိုကတိနေပြီဆိုရင်တော့ grade 12ရဲ့ GE တွေ IGCSE ဘယ်လိုမျိုးယူရမလဲဆိုတော့နားလေတဲ့တူတယောက်နေလဲဆိုရင်ကိုအတွက်အကောင်းဆုံးသောအကူအညီကိုပေါ့နော်ဒါမှမဟုတ် support ပေးနိုင်တဲ့တခုပဲရွေးပါဆိုတော့ဒီအချိန်တွေမှာဆိုရင်တော့ grade 12ပေါ့နော်တကယ်လို့တက်ရှင်တဲ့ university လည်းဘယ်လိုရွေးထားမျိုးမရှိဘူးပဲရတဲ့တခုပဲတက်မယ်ပေါ့နော်ဒါမျိုးဆိုတော့ grade 12ကတော့အကောင်းဆုံးသော selection ဖြစ်တယ်ပေါ့နော်